အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားဘာသာစကားရဲ့တရားပိုင်းနဲ့ပတ်သက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ကိုရီးယားဘာသာစကားမှာတရားကို monbop လို့ခေါ်ပါတယ်ဒီနေ့သင်ပေးမယ့်တရားကတော့ကရိယာပေါင်းဥရှိတရားလေးကိုသင်ပေးမှာဖြစ်ပါတယ်ကရိယာပေါင်းဥရှိတရားကကြတော့ဒီဝါကြထဲမှာထည့်ပေးလိုက်တဲ့အခါမှာအဲ့ဒီဝါကြရဲ့အဓိပ္ပာယ်တော့ပြောင်းသွားတာမဟုတ်ဘူးသူကအဲ့ဒီဝါကြကယဉ်ကျေးတဲ့အသုံးနှုန်းဖြစ်သွားတာဟုတ်ပြီနော်အဲ့ဆိုတော့အဲ့ဒီကကိုအသုံးပြုမဲ့ဝါကြကိုယဉ်ကျေးတဲ့အသုံးနှုန်းအဖြစ်ယဉ်ကျေးတဲ့ဝါကြအဖြစ်အသုံးပြုမယ်ဆိုလို့ရှိရင်တော့ကရိယာပေါင်းဥရှိတရားကိုထည့်ပြီးတော့အသုံးပြုပေးရတာဖြစ်ပါတယ်ကိုအသုံးပြုမဲ့ကရိယာကအသက်ပါတယ်ဆိုလို့ရှိရင်တော့ဥရှိကိုသုံးပြီးတော့လာသက်နဲ့ဆုံးမဲ့အသက်မပါဘူးဆိုလို့ရှိရင်တော့ရှိကိုကပ်ပေးရမှာဖြစ်ပါတယ်အသက်ပါဥရှိလာသက်အသက်မပါဘူးဆိုရင်ရှိကိုကပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီဒီတရားပုံစံကလည်းပဲတိဖို့လိုအပ်တဲ့တရားပုံစံဖြစ်ပါတယ်ဥရှိတရားပုံစံကိုသုံးတော့မယ်ဆိုရင်လည်းပဲတိထားဖို့ဘဟုတုတအနေနဲ့တိထားဖို့လိုအပ်တဲ့အချက်လေးတွေရှိပါတယ်နံပါတ်1ချက်ကကြတော့ဒီမှာဥရှိတရားပုံစံကိုဥလားအဲ့ဒီကဥရှိတရားပုံစံကိုယူပုံစံနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီဝါကြရဲ့အစုံတက်ကယူပုံစံနဲ့ပြောမယ်ဆိုလို့ရှိရင်တော့သူကအဲကြတော့ကရိယာမှာအသက်ပါတယ်ဆိုလို့ရှိရင်အဲကြတော့ဥစဲကိုသုံးပြရတယ်ကရိယာမှာအသက်မပါဘူးဆိုလို့ရှိရင်ကျတော့စေယူကိုသုံးပြရမယ်ဘယ်လိုလဲကရိယာမှာအသက်ပါတယ်ဆိုရင်ဒီကဥရှိအစားဥစဲကိုသုံးတာကရိယာမှာအသက်မပါဘူးဆိုရင်ရှိအစားစေယူကိုသုံးပြရတာဟလာယူပုံစံနဲ့ဝါကြအဆုံးသက်ဆိုရင်တော့သူကဒီဥစဲကိုသုံးပြရတာအဲဆိုတော့ခါကြဒီဥရှိတရာကဥစဲနဲ့အတူတူပဲဟုတ်ပြီနော်အဲဆိုတော့ခါကြတော့ဝါကြအဆုံးသက်မှာကကြတော့ယူပုံစံနဲ့ပြောမယ်ဆိုရင်တော့ဥစဲကိုနဲ့ပြောင်းပြီးတော့သုံးပြရတာဖြစ်တယ်နောက်အဲ့ဒီကဥရှိတရာကကြတော့တခြားသောတရားပုံစံအနေနဲ့တွဲပြီးတော့အဆုံးသက်ပြီးလို့လည်းရတယ်အဲကြတော့အဓိပ္ပာယ်အဲ့ဒီကဥရှိနဲ့တွဲလိုက်တဲ့တရားရဲ့အဓိပ္ပာယ်တော့မပြောင်းဘူးဘာဖြစ်သွားလဲအဲ့ဒီကဝါကြကယဉ်ကျေးတဲ့ဝါကြယဉ်ကျေးတဲ့အသုံးလုံးအနေနဲ့အသုံးပြုတဲ့ဝါကြအဖြစ်ပြောင်းလဲတဲ့ပုံစံဖြစ်တယ်ဥရှိထည့်လိုက်တာနဲ့ယဉ်ကျေးတဲ့ဝါကြဖြစ်သွားတာပေါ့ဟုတ်ပြီနော်ယဉ်ကျေးတဲ့အသုံးလုံးအနေနဲ့သုံးတဲ့ဝါကြဖြစ်သွားတာဖြစ်တယ်အဲကြတော့ဥရှိကိုတခြားတရားတွေနဲ့လည်းတွဲသုံးလို့ရတယ်အဲ့ဒီဝါကြရဲ့အဓိပ္ပာယ်ကတော့ပြောင်းမသွားဘူးယဉ်ကျေးသွားတာဟုတ်ပြီနော်နောက်ပြီးတော့ခါကျတော့ဥရှိတရားကိုဝါကြရဲ့အလယ်မှာထားပြီးတော့လည်းပဲသူကတခြားတရားတွေနဲ့တွဲပြီးတော့အသုံးပြုနိုင်တယ်အဲကြတော့အဲ့ဒီကဥရှိထည့်လိုက်ခြင်းအပြင်ကတော့ဒီဝါကြကယဉ်ကျေးသုံးအနေနဲ့သုံးတဲ့ပုံစံဖြစ်သွားတာပေါ့ဟုတ်ပြီနော်ဝါကြရဲ့အလယ်မှာလည်းထားသုံးလို့ရတယ်ဝါကြရဲ့နောက်ဆုံးမှာထားပြီးတော့သုံးလို့ရတယ်ဟုတ်ပြီနော်အဲဆိုရေပုံစံနဲ့သုံးမယ်ဆိုရင်တော့ဥရှိရဲ့ကိုစားဥစဲယူကိုထည့်ပြီးတော့အသုံးပြုပေးရတာဖြစ်တယ်ဟုတ်ပြီအဲ့ဒါဆိုတော့ခါကြတော့သုံးကြည့်ရအောင်နံပါတ်1ကကြတော့ဒီမှာမန်ဒုလတာဆိုတာကကြတော့ပြုလုပ်သည်မရှိတာဆိုတာကကြတော့အယတာရှိသည်เนาะမန်ဒုလတာပြုလုပ်သည်မရှိတာအယတာရှိသည်ဝါကြထဲမှာထည့်ကြည့်မယ်어머니께서 맛있는 음식을 만드십니다. 아미가 아야다 시대 아사고 뷰록바래. 아서로 가자. 어머니께서 소라 가자. 아미가 맛있다 아야다 시디. sorry. 자로 이마 맛있다 소라 아야다 시디. 아야다 시디 소 디그리 아니 비어 다 펴 비어 이마 닌까비하다. 아야다 시대 음식을 자자로 아사고. 아 디드라 도나로 디니아마 도마. 만두다 소라 필로디ဆိုတဲ့ဒီကရိယာဒါဖြုတ်မယ်လာသက်ဖြစ်တဲ့အတွက်ဘာကပ်ပြီးမှလဲရှီလေးကပ်ပြီးလိုက်မယ်မန်ဒူရှီဟုတ်ပြီနော်အဲဒါဒီမှာစလာလို့ဒီဓာတ်ရဲ့အောက်ကလာသက်ကပျောက်သွားတယ်ဟုတ်ပြီနော်ဒီမှာလာသက်ကကြတော့ဒီမှာနာဘာစနဲ့တွေ့ရင်ပျောက်တယ်ဆိုတဲ့အချက်လေးနဲ့ညှိတာဖြစ်တဲ့အတွက်သူကတော့ဒီမှာလာသက်ပျောက်တာပေါ့လာသက်ပျောက်သွားတာပေါ့နော်အဲဆိုတော့မန်ဒူရှီဖြစ်သွားတယ်အဲဆိုတော့ရှီမှာအသက်မပါတာဖြစ်တဲ့အတွက်ဒီမှာပါနီတာလေးကပ်ပြီးတော့ဝါကြကိုအဆုံးသက်ပေးလိုက်တယ်မန်ဒူရှီမီတာပြုလုပ်ပါတယ်အဓိပ္ပာယ်ကတော့ပြုလုပ်ပါတယ်ပဲဒီရှီထည့်ပေးလိုက်ခြင်းအပြင်ယဉ်ကျေးတဲ့အသုံးလုံးနဲ့သုံးထားတဲ့ဝါကြဖြစ်သွားတာပေါ့ဟုတ်ပြီနော်အမေရဲ့ကိုစားပြောချင်တာဖြစ်တဲ့အတွက်ဒီရှီထည့်ပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ်အဲဆိုတော့ 어머니께서 맛있는 음식을 만드십니다အမေကအရသာရှိတဲ့အစားအစာကိုပြုလုပ်ပါတယ်ဒီမျိုးလေးအသုံးပြုလို့ရပါတယ်နောက်နံပါတ်2ကကြတော့ဣတာဆိုတာကကြတော့ဖတ်တီဟုတ်ပြီနော်အဲဆိုဣတာကိုထည့်သုံးကြည့်မယ်할아버지께서는 뉴스를 읽으세요အဖိုးကတော့သတင်းစာကိုဖတ်ပါတယ်할아버지ဆိုတာကကြတော့အဖိုးဟာလာကဲစောဆိုတာကြတော့ကနင်းကကြတော့ကတော့ပေါ့နော်အဲဆိုတော့ကကြတော့할아버지께서는ဆိုတာကကြတော့အဖိုးကတော့အဲကြတော့뉴스ဆိုတာကကြတော့သတင်းစာအဲကြတော့뉴스루ဆိုတာကြတော့သတင်းစာကိုဣတာဖတ်တီဆိုတဲ့ဒီကရိယာလေးကိုဒီမှာသုံးမယ်ကရိယာကနေပြီးတော့ဓာဖြုတ်မယ်ဝါကြရဲ့အစုံတက်မှာသူကယူပုံစံနဲ့ပြောမှာဖြစ်တဲ့အတွက်ဥရှိအစားဒီမှာဥဆဲယူကိုထည့်ပြီးတော့အသုံးပြုပေးတာဖြစ်တယ်ဝါကြရဲ့အစုံမှာဥဆဲယူထည့်ပြီးတော့အသုံးပြုလိုက်တယ်ဥကုဆေရောဆိုကြတော့ဖတ်ပါတယ်ဆိုပြီးတော့ဘာသာပြန်ပေးရမှာဟုတ်ပြီနော်အဲ့လိုမျိုးဒီမှာအသက်ကြီးရွယ်အိုပေါ့နော်ဒီကိုကလေးလေးဆဆပြောဆိုဆက်ဆံရမယ်သူတွေရဲ့အစားကိုသုံးရင်ဒီကဥဆဲယူကိုကြတော့သူကပါတယ်ဆိုပြီးတော့ဘာသာပြန်ပေးရမှာဖ
ဖတ်ပါတယ်ဆိုပြီးတော့ဘာသာပြန်ပေးရမှာဖတ်ပါလို့မဟုတ်တော့ဘူးဟုတ်ပြီနော်ဖတ်ပါမဟုတ်ဘူးအဲကြတော့ဖတ်ပါတယ်လို့ဘာသာပြန်ပေးရမှာအဲဆိုတော့ခါကြတော့ဟာရဘောကြီးကေစောနဲ့ညူဆူရူအီဂုဆေရောအဖိုးကတော့သတင်းစာကိုဖတ်ပါတယ်အဲဒီလိုမျိုးလေးပြောရမှာပေါ့ဟုတ်ပြီနော်ဒီဟာရဘောကြီးနေရာမှာဒါတခြားချင်းကူလို့ပါလို့ဆိုလို့ရှိရင်တော့ဖတ်ပါလို့ဘာသာပြန်ရမှာပေါ့ဒါကြတော့ဟာရဘောကြီးဖြစ်တဲ့အတွက်တက်ကြီးတဲ့သူရဲ့အစားသူကရင်ကြီးကြီးပြောဆိုဆက်ဆံဖို့အဲကြတော့ပြောဆိုဆက်ဆံရတဲ့သူဖြစ်တဲ့အတွက်သူကအီဂုဆေရောကိုဖတ်ပါတယ်လို့ပြောရမယ်ဟုတ်ပြီနော်အဲဆိုတော့ဟာရဘကြီးကေဆိုနဲ့ညူဆူရူအီဂုဆေရောအဖိုးကတော့သတင်းစာကိုဖတ်ပါတယ်အဲဒီလိုမျိုးလေးယဉ်ကျေးသုံးအနေနဲ့အသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်ဒီမှာဆိုလို့ရှိရင်နံပါတ်3ကအွန်တုံးဟုဟာတာဆိုတာကကြတော့အာကစားလုပ်သည်ယူကြီးဟာတာဆိုတာကကြတော့ထိမ့်သိမ့်သည်အွန်တုံးဟုဟာတာအာကစားလုပ်သည်ယူကြီးဟာတာဆိုတာကကြတော့ထိမ့်သိမ့်သည်ဟုတ်ပြီနော်အဲဆိုဒီမှာဆိုရင်ဟျောင်းနင်းကေဆိုနဲ့အွန်တုံးဟုဟာရှိကိုခေါင်းကန်ကိုယူကြီးဟာဆေရောအကိုကြီးကတော့အာကစားလုပ်ပြီးကျမကြီးကိုထိမ့်သိမ့်ပါတယ်လို့ပြောချင်တာအဲဆိုဒီမှာအဲ့တော့ helping ကေဆိုနေဆိုတော့အကိုကြီးကတော့ဝန်တုံးမှုဟာတာဆိုတော့အကစားလုပ်ဒီကိုဒီတရားလေးသုံးတော့မယ်နော်အဲ့ဆိုကရိယာနေပြီးတော့ဒါကိုဖြုတ်မယ်ဟာမတက်မပါတာဖြစ်တဲ့အတွက်ဒီမှာရှီကက်ပေးလိုက်တယ်နောက်ပြီးတော့ဒီမှာပြီးဆိုတဲ့တရားပုံစံကိုလေးကိုကတ်မယ်ဝန်တုံးမှုဟာရှိကိုဆိုတော့အကစားလုပ်ပြီးဟလာအကိုကြီးရဲ့အကြောင်းကိုပြောတာဖြစ်တဲ့အတွက်ယဉ်ကျေးတဲ့အတုံးလုံးလေးထည့်ပြလိုက်တာရှီထည့်ပြလိုက်တဲ့အတွက်ယဉ်ကျေးသွားတာပေါ့ဝန်တုံးမှုဟာရှိကိုအကစားလုပ်ပြီးခေါင်းကန်ကိုယူကြီးဟာဆေရောဆိုတော့ယူကြီးဟာတာဆိုတော့ထိမ့်သိမ့်ဒီကိုမှထိမ့်သိမ့်ပါတယ်လို့ပြောချင်တာဖြစ်တဲ့အတွက်ဒီမှာဆေယူတရားလေးကပ်ပေးလိုက်တယ်ဟာမအတန့်ပါတော့ဆေယူအဲဆိုတော့ခေါင်းကန်ကိုယူကြီးဟာဆေရောကျမကြီးကိုထိမ့်သိမ့်ပါတယ်ဟာလားဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ်ဒီမှာဒါကကြတော့ဝါကြရဲ့အလေကောင်မှာထားပြီးတော့ဒီမှာကိုတရားနဲ့တွဲပြီးတော့အသုံးပြုပေးထားတာဖြစ်ပါတယ်အဲဆိုတော့ဟျောင်းနင်းကေဆောနဲ့အွန်တုံးကိုဟာရှိကိုခေါင်းကန်ကိုယူကြီးဟာဆေရောအကိုကြီးကတော့အားကစားလုပ်ပြီးကျမကြီးကိုထိမ့်သိမ့်ပါတယ်ဒီမျိုးလေးအသုံးပြုလို့ရတယ်နောက်ဒီမှာဆိုလို့ရှိရင်ကျတော့အမလီကချင်းစောရာတာဆိုတော့ယင်းနီဖော်ရည်သည်ဂါရုချောကျူတာဆိုတော့တင်ကြားပေးသည်ဂျူလ်ကော့တာဆိုတာကကြတော့ပျော်စရာကောင်းသည်ဟုတ်ပြီနော်ချင်းစောရာတာယင်းနီဖော်ရည်သည်ဂါရုချောကျူတာတင်ကြားပေးသည်ဂျူလ်ကော့တာဆိုတော့ပျော်ရှင်သည်ဒီစကလုံးတွေကိုဝါကြထဲမှာထည့်ပြီးတော့အသုံးပြုကြည့်မယ်ဒီမှာဆောဆန်နင်းကေဆိုဟန်ကူကောကိုချင်းချောရာကေဂါရုချောချူချောဆိုထောဂျူကောဝတ်ဆိုရောဒီမှာဆောဆန်နင်းကေဆိုဆိုကြတော့ဆရာမကဟန်ကူကောကိုကိုရီးယားဘာသာစကားကိုဒီမှာဆိုလို့ရှိရင်ချင်းချောရာကေဆိုကြယင်းနီဖော်ရည်ဆိုတာဒီမှာဓာကိုဖြုတ်တယ်ဒီမှာဂဲဆိုတဲ့စွာဆိုတဲ့ကရိယာလေးကတ်လိုက်တယ်ချင်းချောရာကေဒီမှာဆိုလို့ရှိရင်ဒီတရားကိုသုံးတာဒီနေရာမှာသုံးမယ်ဂါရုချောချူတာဆိုတာကကြတော့တင်ကြားပေးသည်ကိုတင်ကြားပေးလို့ပြောချင်တာဖြစ်တဲ့အတွက်ဒီမှာဂါရုချောယဉ်ကျေးသုံးအနေနဲ့သုံးမှာဖြစ်တဲ့အတွက်ဒါဖြုတ်ပြီးတော့ဒီမှာဂျူမာတက်ပါတော့ရှီထည့်ပေးလိုက်တယ်နောက်ပြီးတော့ခါကျတော့တင်ကြားပေးလို့ပြောချင်တာဖြစ်တဲ့အတွက်ဒီမှာလို့ဆိုတဲ့တရားလေးကိုအစောကတ်မယ်အဲဆိုတော့ဒီမှာရှီနဲ့အောနဲ့ပေါင်းတော့ခါကျတော့ရှောဖြစ်သွားတယ်ဒီမှာစောလေးထပ်ကတ်လိုက်တယ်ဂါရုချောဂျူရှောစောတင်ကြားပေးလို့ဒါဆိုလို့ရှိရင်ဒါယဉ်ကျေးသုံးအနေနဲ့သုံးလိုက်တာပေါ့ဟာလားဒါကြတော့ဆောဆန်နင်းရဲ့အစာကိုသုံးတာဆိုတော့လေဂါရုချောဂျူရှောစောထောပို့ပြီးတော့ဒီမှာဂျူလ်ကော့တာပျော်ရှင်သည်ဆိုတဲ့ဒီကရိယာကိုမှပျော်ရှင်ခဲ့ပါတယ်လို့ပြောချင်တာဖြစ်တဲ့အတွက်ဒီမှာယူပုံစံအော့ဆော်ယူလေးနဲ့ကပ်ပြီးလိုက်တာဒီမှာဘာတက်ကကြတော့ဘာပြုတ်ပြီးတော့ဥပြောင်းနဲ့အော့ဆော်ယူလေးနဲ့ပေါင်းလိုက်တယ်ဂျူကောဝတ်ဆော်ရောဆိုကြတော့ပြောစရာကောင်းခဲ့တယ်ဆောဆန်နင်းကေဆောဟန်ကူကောရိုချင်းချောရာကေဂါရုချောဂျူရှောဆောထောဂျူကောဝတ်ဆော်ရောဒီလိုမျိုးလေးအသုံးပြုလို့ရပါတယ်ဆရာမကကိုရီးယားဘာသာစကားကိုယင်းနီဖော်ယူစာသင်ကြားပေးလို့ပြောစရာကောင်းခဲ့တယ်ဒီနေရာလေးကိုသုံးထားတယ်ဟုတ်ပြီနော်အဲဆိုတော့ဒီမှာနောက်တစ်ကြောင်းကကြတော့နံပါတ်5ကခုတာဆိုတာကကြတော့ကြီးသည်အီယာဂီဟာတာဆိုတာကကြတော့စကားပြောသည်အပြောကြတယ်မှာထည့်ကြည့်မယ်။မှာကျတော့ကြီးချမ်းငယ်စောဆိုတာကြတော့လုပ်ငန်းခွင်မှာခွန်းဆိုရီခွန်းဆိုတာကြတော့ခုတာဆိုတာကြီးသည်ဆိုတဲ့ဒီကရိယာကိုကြီးဒီမှာဆိုလို့ရှိရင်ကြီးသည်ဆိုပေမဲ့သူကအတန်နဲ့ပတ်သက်ရင်ကြတော့ကျဲတယ်လို့ပြောချင်တာပေါ့ကျဲတယ်လို့ဘာသာပြန်လို့ရတယ်။အဲဆိုတော့ခါကြတော့ဒီမှာနတ်တက်ကကြတော့တဲ့ဆိုတဲ့ဘာသာကြတော့တရားလေးထည့်ပြလိုက်တာခဥနတ်တက်ခွန်းဆိုတာကြတော့ကျဲတဲ့လို့ဘာသာပြန်မယ်အတန်နဲ့တွဲသုံးမှာဖြစ်တဲ့အတွက်ကျဲတဲ့ခွန်းဆိုရီဆိုတာကြတော့ကျဲတဲ့အတန်ဟာတော့ row ဆိုတာကကြတော့ဖြင့်အဲဆိုတော့ခွန်းဆိုရီ row ဆိုတာကြတော့အတန်ကျဲဖြင့်ဒီမှာ ERG ဟာတာဆိုတာစကားပြောသည်ဒီနေရာလေးမှာသုံးမယ်ဒါကိုဖြုတ်မယ်ဒီမှာဟာမှာအတန်ပါတာဖြစ်တဲ့အတွက်ရှီထည့်မယ်မြောင်းကကြဦးမြောင်းတရားလေးကပ်ပေးထားတယ်တခြားတရားနဲ့တွဲသုံးထားတယ် ERG ဟာရှီမြောင်းစကားပြောရင်အန်တယ်မီသားဆိုတာကြတော့မရပါဘူးအဲဆိုတော့ခါကြတော့ဒီမှာကြီးချမ်းငယ်စောခွန်းဆိုရီ row ERG ဟာရှီမြောင်းအန်တယ်မီသား
သာလုပ်ငန်းခွင်မှာအတန်ကျဖြင့်စကားပြောရင်မရပါဘူးအမှဒါဆိုလို့ရှိရင်ဝါကြအလယ်မှာရှီရဲ့နောက်မှာမြောင်းထည့်ပြီးတော့အသုံးပြုပေးထားတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ဒီတရားပုံစံလေးကိုနားလည်လိမ့်မယ်ထင်ပါတယ်ကိရိယာပေါင်းဥရှိရှိဆိုတာကဝါကြထဲမှာရင်ကြီးကြီးကြတော့ရင်ကြီးတဲ့ပုံစံဖြစ်အောင်ထည့်ပြီးတော့အသုံးပြုတဲ့တရားပုံစံလေးဖြစ်ပါတယ်အားလုံးမစင်ပြကြပါစေကြတော့တေချာလေးပြန်ပြီးတော့အခါခါကြည့်ပြီးတော့လေ့လာပါလို့ပြောချင်ပါတယ်အားလုံးကိုရီးယားဘာသာစကားလေ့လာတာတွေ့ကြပါစေရှင်